D1G တော့ဆိုရင်02เนาะနံပါတ်2ဟာဘာဖြစ်နေလဲဆိုရင်ဒီမှာစနေတော့လက်တောင်အောက်ကြเนาะအဲ့ဒါကစပိတ်လိုက်ပါဝါဖွင့်အပြီးဟော PO ရင် PO ပြီးမှပါဝါဖွင့်เนาะမှာ40ပေါ်လို့ရှိရင်58ကိုတော့ငါပဲရှိအဲ့ကောင် normal က PS ကိုနိုင် normal က normal က1122ထားလို့ရှိရင် normal တော့ရတယ်2เนาะ122ဆိုရင် normal လောက်ပဲအဲ့ဆိုလည်းပြီးရင်စက်ကိုနင်းကြည့်ဟာတော့ okay ပါနော်